新年快乐！第6年给我看的咩嘛？水到我都的位啊，我一帮拍头嚟落晒呀。第6對16ပြလောက်ပါတယ်ယူလီယာတော့အသက်30နာနီမှာဖတ်ထုတ်လို့ဖူးတာပါဖတ်ထုတ်လို့တဲ့သူငယ်တန်းမဲ့ရှိသေးလို့မလားတိခံကြည့်ပေးအောင်နော်ငွေလေးလုံးဖို့ပါဝင်ပစ္စည်းလေးရတော့ဝက်ကျိတ်တာကော်ပီချက်တုံမြိတ်ဖတ်ထုတ်ရွက်ပဲငံပြရဲ့အကြည့်နဲ့အပြည့်ငရုတ်ကောင်းခြင်းပြောင်းကော်မုံနှစ်စုံငရုတ်ကောင်းအမှုံလို့ဖြစ်ပါတယ်အရင်ဆုံးချက်တုံမြိတ်အရင်ချင်းပြားနဲ့ငရုတ်ကောင်းစီထောင်းထားလေးကိုယူနွေးလေးနဲ့ဖြော်ထားပါမယ်ဒီနည်းလေးကတရုတ်နာမည်ကြီးဘလော့ဂါတယောက်လုပ်ပြထားတဲ့နည်းလေးပါတရုတ်စားအဆိုတော့ပြည်ကြီးတရုတ်တွေဘယ်လိုလုပ်လဲဆိုတာလိုက်ပြီးတော့လေ့လာထားရပါရှင်ဒီဟာလေးကတော့အရေမွေးအောင်လုပ်ပြီးတော့ကြတော့သားထဲမှာထည့်မှာပါဝက်ကျိတ်သားတွေကိုအရသာလေးဆက်ပါမယ်စားလက်ဖက်စားစုံတစ်စုံဒါရှိမုံတစ်စုံနဲ့ပဲငံပြရဲ့အကြီးနှစ်စုံအနောက်တစ်စုံနဲ့ခူးစီနှစ်စုံနဲ့ပြောင်းကော်မုံနှစ်စုံထည့်ပြီးဆက်ပါမယ်ပြီးရင်တော့စောစောကဖြော်ထားပြီး15မိနစ်လောက်နှက်ထားတဲ့အရေကိုစစ်ပြီးတော့ကြတော့3စုံထည့်ပါမယ်အရေနဲ့အသားကိုတမအောင်မှွေပြီးတော့ကြတော့နိုင်ဝက်လောက်နှက်ထားပါမယ်နော်အစာပလာထည့်ဖို့အတွက်ကော်ပီနဲ့ချက်တုံမြိတ်နှုတ်ဆင်းထားတာလေးတွေကိုစီလေးနဲ့ရောနေထားပါမယ်မော်လာဦးနေပါညာကြိုက်တဲ့ရင်ထည့်လို့ရပါတယ်နော်ယူလီကတော့အလွယ်မရှိလို့မထည့်လိုက်ပါဘူးပြီးရင်တော့နှက်ထားတဲ့ဝက်ကျိတ်သားတွေကိုအစာပလာလေးထည့်လိုက်ပါမယ်အားလုံးကိုသမအောင်ရောနှက်ပြီးသွားရင်တော့ဖတ်ထုတ်ထုတ်ဖို့အစာပလာလေးရပါပြီ။နေရကောင်းဖြူဖို့မေးသွားလို့ဖြူပြီးတော့နှဲထားလိုက်ပါမယ်။ဖတ်ထုတ်ရွက်ကတော့ယူလီယာလိုပြီးသားလေးပဲဝယ်ထားပါတယ်။ဖတ်ထုတ်အဝိုင်းကိုသုံးထားပါတယ်။ကဲဖတ်ထုတ်ထုတ်ဖို့အဆင်သင့်ဖြစ်ပြီနော်။အရင်ဆုံးဖတ်ထုတ်ရွက်လေးကိုယူပြီးတော့ကြတော့အနားသက်လေးကိုရေလေးတုပ်လိုက်ပါမယ်။လက်လေးနဲ့တုပ်လည်းရပါတယ်နော်။တချို့ကကြတယ်ဖတ်ထုတ်တစ်ရွက်လုံးကိုရေစွတ်တာရှိပါတယ်။ပြီးရင်တော့ဝတ်သားအစာလေးထည့်ပါမယ်ဝတ်သားအစာများသွားရင်လည်းဖတ်ထုတ်ခါရတာမလွယ်ဘူးပေါ့နော်ဖတ်ထုတ်လုံးတန်နူသေးတော့ဖတ်ထုတ်ခါရတာအရင်တော့မမြန်ပါဘူးမတိမတက်ကလေးလည်းဖြစ်နေတယ်ပေါ့နော်ကဲငွေအိတ်ပုံဖတ်ထုတ်လေးရပါပြီငွေလေးတန်းစီနောက်တစ်ခုမှာတော့ယူလီယာဖတ်ထုတ်အရွယ်အနားသက်တစ်ခုလုံးကိုရေးစွတ်ပြီးတော့ခောက်ပြမှာဖြစ်ပါတယ်ရေးစွတ်တာအရင်များသွားရင်ဖတ်ထုတ်ရွက်ပြဲတာဖြစ်တတ်တယ်လို့နဲသွားရင်လည်းမကတ်တာမျိုးဖြစ်တတ်ပါတယ်ပထမဆုံးစောသားလုပ်ခြင်းတော့ယူလီယာအတွက်အခက်အခဲဆုံးကဖတ်ထုတ်အစာထည့်တဲ့အခါမှာများပြီးတော့ကြတော့မစိတ်နိုင်တာဖြစ်တာပေါ့နော်ဖတ်ထုတ်ခေါင်းနည်းတွေကအများကြီးရှိပါတယ်ကိုကြိုက်တဲ့ပုံစံမျိုးခောက်လို့ရပါတယ်နော်ယူလီယာလည်းနောက်ကျမှပုံစံမျိုးစုံလုပ်စားကြည့်ပါအောင်မယ်ကဲလက်ရရမ်းမလာပေမဲ့ဖတ်ထုတ်လေးတွေကတော့ပြုတ်ဖို့အဆင်သင့်ဖြစ်နေပါပြီပြုတ်တဲ့အခါမှာရေပွဲပွဲဆိုရဲအိုးထည့်ပြီးတော့ပြော့ရပါမယ်ပုံမှန်ဆိုရင်ယူလီယာကဖတ်ထုတ်အိုးကန်နဲ့ဖတ်ထုတ်ကြော်ပဲလှုပ်စားဖြစ်တာပါဖတ်ထုတ်လေးတွေထည့်ပြီးဆိုရင်တော့ဒီလိုမျိုးရောင်းမလေးနဲ့နောက်ကိုပို့ပြီးတော့မှွေပေးပါနော်ပြီးရင်တော့အဖုံးလေးခဏအုပ်ထားပါမယ်နော်ဖတ်ထုတ်အိုးတဲနေတော့တို့စားဖို့အချင်းလုပ်ပါမယ်ပဲငံပြရေးအကြီးနှစ်စုံရှာလကာရေးနှစ်စုံနဲ့ငရုတ်စီတစ်စုံထည့်ပြီးတော့ကြတော့ sauce ဆက်ပါမယ်နော်ဖတ်ထုတ်အိုတဲကျကတော့10မိနစ်ကြာပါတယ်အရင်ကြာသွားရင်လည်းဖတ်ထုတ်လေးပျက်စီးသွားနိုင်လို့ဂူးဆိုင်ပါနော်ကဲချက်ပြီဆိုတော့ဆက်ပါတော့မယ်နော်ပြောင်ပြောင်အီးနဲ့ဖတ်ထုတ်လေးတွေကလှအောင်လှနေပါသေးတယ်ဖတ်ထုတ်ကလေလှုပ်ထားပြီးတော့မပြုတ်ခင်မှာဖရီဇာထဲမှာထည့်ပြီးတော့တင်းထားရင်လည်းကြာရှည်စားလို့ရရနော်ကျိတ်သားနဲ့ဖတ်ထုတ်ရွက်လေးရှိအောင်နဲ့အလွယ်လှုပ်စားလို့ရတဲ့ Chinese food တစ်မျိုးပါပဲနော်ဖတ်ထုတ်လေးလှုပ်စားပြီးတော့မီးမြင့်နဲ့မှာအားလုံးပျော်ရွှင်မှုဆုတောင်းပေးလိုက်ပါတယ် Hope you get rich